ပေါ်တူဂီအင်္ဂလန်နဲ့ပြင်သစ်တို့လိုအသင်းတွေမှာအလွန်တောင့်တင်းတဲ့လူစည်ရင်းတွေရှိနေတာကတော့အားလုံးအသိပဲဖြစ်ပါတယ်။သူတို့မှာကွင်းထဲကနေရာစုံမတူညီတဲ့တီနေရာတွေမှာနာမည်ကြီးကျယ်ပွင့်ကစားသမားတွေအများကြီးရှိနေကြပြီးအဲဒါကြောင့်လဲလူအများစုကသူတို့ကိုဒီပြိုင်ပွဲမှာအဝေးကြီးအထိတက်လှမ်းနိုင်မဲ့ရေပန်းစားအသင်းတွေအဖြစ်သတ်မှတ်ထားကြပါတယ်။ဒါပေမဲ့ပြင်သစ်နဲ့ပေါ်တူဂီတို့လိုပဲလူစည်ရင်းတောင့်တင်းပြီးနာမည်ကြီးကျယ်ပွင့်တွေစုံလင်နေပေမဲ့လူအများစုကသတိမထားမိပဲမျက်ကွယ်ပြုထားတဲ့အသင်းအချို့လည်းရှိနေပါတယ်ကဲဒီနေ့တော့အဲ့ဒီအသင်းတွေအကြောင်းကိုပဲပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ကမ္ဘာဖလားပြိုင်ပွဲမှာအားလုံးကိုအံ့ဩသွားစေမဲ့ကျယ်ပွင့်တွေနဲ့စုဖွဲ့ထားတဲ့ထိပ်တန်းအသင်း9သင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ပထမဆုံးအီကွေဒေါအသင်းနဲ့စတင်လိုက်ရအောင်ဒီနှစ်မှာဒီအသင်းကိုမျက်ကွယ်ပြုထားမယ်ဆိုရင်တော့တင်အကြီးကျယ်မှားယွင်းသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့ဟာတကယ်ကိုကမ္ဘာအဆင့်မီကစားသမားတွေနဲ့အတူကမ္ဘာဖလားပြိုင်ပွဲစီရောက်ရှိလာလို့ပါပဲ။သူတို့အသင်းမှာ PSG ရဲ့ William Pacho, Arsenal ရဲ့ Piero Hincapié နဲ့ Chelsea ရဲ့ Moise Caicedo တို့ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီကစားသမား၃ယောက်ဟာသူတို့ကစားတဲ့နေရာတွေမှာကမ္ဘာအကောင်းဆုံးစီးရင်ဝင်တွေလို့အလွယ်တကူသတ်မှတ်နိုင်ပါတယ်ဒါတင်မကသေးပါဘူးသူတို့မှာ Perfect S2P နဲ့ Anna Valencia နဲ့ Joel Ordonez တို့လိုအတွေ့အကြုံရင်းထိပ်တန်းကစားသမားတွေလည်းရှိနေပါသေးတယ်အဲ့ဒါတွေနဲ့တင်မလုံလောက်သေးသလိုတကယ်ကိုအလားအလာရှိတဲ့လူငယ်ကျယ်ပွင့်တွေဖြစ်တဲ့ Gandry Paes, Nissan Angulo, Jeremy Aguero နဲ့ Anthony Valencia တို့လည်းပါဝင်နေပါတယ်ဒီကစားသမားတွေဟာဒီနှစ်ကမ္ဘာဖလားမှာပြိုင်ဘက်တွေကိုတကယ်ကိုအကြီးအကျယ်ဒုက္ခပေးနိုင်စွမ်းရှိကြပါတယ်ဒါပေမဲ့ဒီကမ္ဘာဖလားမှာမယုံနိုင်စရာလူစည်ရင်းနဲ့ရောက်လာတဲ့တောင်အမေရိကအသင်းကအီကွေဒေါတစ်သင်းလည်းမဟုတ်ပါဘူးနောက်ထပ်အသင်းတစ်သင်းကဘယ်အသင်းဖြစ်မလဲဆိုတာတင်လို့သိကြပါသလားအောက်ကကုမတ်မှာကြိုတင်ခံမှန်းပေးခဲ့ပါဦးတင်တို့မှန်မှန်အဖြေသိရမှာဖြစ်ပါတယ်ကုမတ်ရေးရေးနဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းအခုပဲနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒါမှကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာအစီအစဉ်တွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်နှိပ်ပြီးပြီဆိုရင်တော့ဒီဗီဒီယိုစီပြန်သွားလိုက်ရအောင်နောက်ထပ်မယုံနိုင်စရာလူစည်ရင်းပိုင်ရှင်ကတော့နော်ဝေးအသင်းပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းသူတို့မှာလက်ရှိအချိန်မှာကမ္ဘာအကောင်းဆုံးတိုက်စစ်မှုလို့ပြောလို့ရတယ်လို့ကမ္ဘာအကောင်းဆုံးကစားသမားတွေကတအူးဖြစ်တဲ့အာလင်ဟာလန်ရှိနေပါတယ်ဒါအပြင်အာဆင်နယ်အသင်းကိုနှစ်ပေါင်း22နှစ်အတွင်းပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ဖလားရရှိအောင်အသင်းကောင်းဆောင်ဖြစ်ဦးဆောင်ပေးခဲ့တဲ့ဥရောပရဲ့အဖန်တီးနိုင်ဆုံးကွင်းလယ်လူတအူးဖြစ်သူမာတင်အိုဒီကက်လည်းရှိနေပါသေးတယ်ဒါပေမဲ့နော်ဝေးဟာလန်အိုဒီကတ်နဲ့အခြားကစားသမားတွေပဲရှိတဲ့အသင်းမဟုတ်ပါဘူးသူတို့မှာကမ္ဘာအကောင်းဆုံးအရန်တိုက်စစ်မှုတွေကတအူးဖြစ်တဲ့အလက်ဆန်ဒါဆိုလော့လည်းရှိပါတယ်သူဟာအက်တလက်တီကိုအသင်းကိုချန်ပီယံလိဆီမီဖိုင်နယ်နဲ့ကိုပါရဲရေးဗိုလ်လုပွဲစီရောက်အောင်ကူညီပေးခဲ့တဲ့ရာသီကိုဖျက်ဆီးလာခဲ့တာဖြစ်ပါတယ်ပြီးတော့ပရီးမီးယားလိဂ်မှာခြေစွမ်းပြနေတဲ့ဂျော်ဂန်စထရန်လာဆင်လည်းရှိပါသေးတယ်သူဟာကမ္ဘာပြိုင်ဆိုင်အပြင်းထန်ဆုံးလိဂ်မှာရုန်းကန်နေရတဲ့အသင်းတွေအတွက်ကစားပေးရင်ပြီးခဲ့တဲ့ရာသီနှစ်ခုအတွင်းသူအင်ကို24ဂိုးအထိသွေးယူပေးထားနိုင်ခဲ့ပါတယ်ခံစားခဲ့ရတဲ့ဒဏ်ရာပြဿနာတွေသာမရှိခဲ့ရင်ဒီထက်မကပိုပြီးတောက်ပတ်လာမဲ့မန်စီးတီးရဲ့ရွှေကလစ်လူငယ်လေးအော်စကာဘော့ကိုလည်းမေ့ထားလို့မရပါဘူးဒဏ်ရာတွေကြောင့်ရုန်းကန်ခဲ့ရပေမဲ့သူဟာလက်ရှိပရီးမီးယားလိဂ်ရဲ့နီးစနစ်ပိုင်းအကောင်းဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်တောင်ပန်ကစားသမားတွေကတအူးဖြစ်နေစေပါပဲဒါကသူတို့ရဲ့ပရီးမီးယားလိဂ်ကျယ်ပွင့်တွေအားလုံးမဟုတ်သေးပါဘူးသူတို့မှာ Brentford ရဲ့ Christopher Ajawo ရဲ့ David Mola နဲ့ဖူဟန်ရဲ့စန်တာဘာဂီတို့လည်းရှိနေကြပါတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးဒီယာဒီဘိုလိုကလင်းအသင်းအတွက်အိမ်မက်ဆန်တဲ့ချန်ပီယံလိဂ်ခီးစဉ်ကိုဦးဆောင်ပေးခဲ့တဲ့ဂျန်စပတ်တာဟော်ကီလည်းပါဝင်ပါသေးတယ်သူဟာဒီယာဒီချန်ပီယံလိဂ်ပွဲစဉ်12ပွဲမှာတွင်ဂိုးနဲ့ဖန်တီးမှု10ဂိုးအထိတိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီးအဲ့ဒီဂိုးများစုကစပါဒေါ်မွန်မန်စီးတီးအင်တာမီလန်နဲ့စပိုတင်တို့လိုအသင်းကြီးတွေနဲ့ပွဲစဉ်မှာရရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မပြီးသေးပါဘူးသူတို့စီမှာဘိုရက်ရှာဒေါမွန်ရဲ့ဂျူလီယန်ရိုင်ယာဆန်လည်းရှိပါသေးတယ်သူဟာမိုက်ကယ်အိုလစ်စီရဲ့နောက်ွယ်ကဘွန်ဒက်စလီဂါမှာဂိုးဖန်တီးမှုဒုတိယအများဆုံးကစားသမားဖြစ်ရာသီသိမ်းခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတောင့်တင်းလာတဲ့လူစည်ရင်းကိုမှထက်လောင်းဖြစ်တင်ပေးဖို့အန်တိုနီယိုနူဇာနဲ့အန်ဒရီယက်ရှီချက်ဒရက်တို့လိုစိတ်လှုပ်ရှားစရာတောင်းပန်လူငယ်အတွဲရှိနေပါသေးတယ်သူတို့နှစ်ယောက်ဟာတောင်းပန်တွေမှာအလွန်အန္တရာယ်များပြီးစိတ်လှုပ်ရှားစရာကောင်းတာကြောင့်ဥရောပထိပ်တန်းကလပ်တွေကအပြိုင်ဆိုင်အလိုရှိနေကြတဲ့သူတွေဖြစ်ပါတယ်မိတ်ဆွေတို့ခင်ဗျာနော်ဝေးတင်းဟာတကယ်ကိုကြောက်စရာကောင်းတဲ့လူစည်ရင်းကိုပိုင်ဆိုင်ထားတာပါဒီနှစ်မှာသူတို့ကိုလုံးဝအထင်မသေးမိပါစေနဲ့ပြီးတော့နော်ဝေနဲ့တအုပ်စုတွေကြားရောက်နေတဲ့စီနီဂေါအသင်းကိုလည်းရှော့တွက်လို့မရပါဘူးလူတွေကသူတို့ကိုအသင်းကောင်းတဲ့တင်းလို့တည်ထားကြပေမဲ့တကယ်တမ်းကဘာကျော်ကျပွင့်တွေနဲ့လူသိများတဲ့မျက်နှာတွေအများကြီးစုစည်းထားတဲ့အသင်းဆိုတာကိုတော့အပြည့်အဝသတိမထားမိကြပါဘူးထင်ရှားတာကတော့သူတို့မှာဘောလုံးလောကရဲ့ကနဝင်တအုပ်ဖြစ်တဲ့စာဒီယိုမာနေရှိပါတယ်ပြီးတော့ဥရောပဘောလုံးလောကမှာအောင်မြင်မှုပေါင်းစုံကိုဖျက်ဆီးခဲ့မှုတဲ့ကာလီတူကူလီဘာလီကအသင်းကောင်းဆောင်ဖြစ်ဦးဆောင်မှာဖြစ်ပါတယ်ဒါအပြင်အသက်တေချာပေါက်36နှစ်အရွယ်အထိပရီးမီးယားလိဂ်မှာအသက်ရှင်ခြေစွမ်းပြနေစေဖြစ်တဲ့အီဒရီဆာဂီလည်းရှိနေတယ်လို့သူတို့ရဲ့ပွဲထွက်ကိုသမားကတော့ချန်ပီယံလိဂ်ဆုဖလားပိုင်ရှင်အီဒိုအာမန်ဒီပဲဖြစ်ပါတယ်ဒါပေမဲ့အတွေ့အကြုံရင်းကစားသမားတွေတင်မကပဲသူတို့မှာလူငယ်ခြေတက်တွေလည်းရှိပါသေးတယ်ဥပမာအားဖြင့်အီလီမန်အန်ဒီယာယီပေါ့သူဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းပရီးမီးယားလိဂ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေကတအူးဖြစ်ခဲ့ပါတယ်ဒါအပြင်ပုံစံကောင်းရနေတဲ့နေ့တွေမှာဆိုရင်ပဲလူခန့်စစ်ကိုမဆိုအကြီးကျယ်ဒုက္ခပေးနိုင်တဲ့နီကိုလတ်ဂျက်ဆင်လည်းရှိနေပါတယ်။အဟာဂျီမာလစ်ဒိုင်အော့ဖ်ဟာဝက်စ်ဟမ်အသင်းနဲ့အတူတန်းဆင်းသွားခဲ့ရပေမဲ့ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတွေထဲကတဦးဖြစ်ခဲ့တာအမှန်ပဲဖြစ်ပါတယ်။ပြီးတော့ခရစ္စတယ်ပဲလစ်အသင်းကိုသူတို့ရဲ့တမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဥရောပအောင်မြင်မှုရအောင်ဦးဆောင်ပေးခဲ့တဲ့အစ္စမိုင်လာဆာလည်းရှိပါသေးတယ်။ဒါအပြင်စပါးရဲ့ပါပီမာတာဆာဆန်ဒါလန်ရဲ့ဟာပစ်ဒီယာယာနဲ့ဗီလာရီရဲ့ပါပီဂေးတို့ကလေထိပ်တန်းကစားသမားတွေဖြစ်ကြပါတယ်ပြီးတော့အသစ်ဆက်ဆက်ကျဲပွင့်လေးဖြစ်တဲ့အီဘရာဟင်အမ်ဘာယီကိုလည်းမေးထားလို့မရပါဘူးသူဟာအသက်18နှစ်အရွယ်နဲ့တင် PSG အသင်းနဲ့အတူ UEFA ချန်ပီယံလိဂ်ဖလားကိုနှစ်ကြိမ်တိုင်တိုင်စုခုထားပြီးသားသူဖြစ်ပါတယ်အသင်းတစ်သင်းရဲ့လူစည်ရင်းကဒီထက်ပိုပြီးကျဲပွင့်စုံလင်နိုင်ပါဦးမလား
သူတို့ရဲ့လူစည်းရင်းကြောင့်လူတွေမျက်ကွယ်ပြုထားမိတဲ့နောက်ထပ်အာဖရိကနိုင်ငံတစ်ခုကတော့ Ivory Coast အသင်းပဲဖြစ်ပါတယ်။သူတို့ကို AC Milan နဲ့ Barcelona တို့လိုထိပ်တန်းကလပ်တွေမှာကစားခဲ့မှုတဲ့ Frank Kessie ကအသင်းကောင်းဆောင်ဖြစ်ဦးဆောင်မှာဖြစ်ပါတယ်။သူတို့မှာကမ္ဘာဘောလုံးလောကရဲ့အကြီးဆုံးကလပ်အသင်းတွေကတစ်ခုအတွက်ထိပ်တန်းတိုက်စစ်မှုဖြစ်သူ Amad Diallo ရှိနေပါတယ်။ဒါအပြင်တစ်ချိန်က Arsenal ကစားသမားဖြစ်ခဲ့ပြီးရုန်းကန်ခဲ့ရတဲ့ကာလရှည်တွေကိုဖျက်ဆီးပြီးနောက် Villarreal မှာသူ့ရဲ့ကစားသမားဘဝကိုအောင်မြင်စွာပြန်လည်စတင်နိုင်ခဲ့တဲ့ Nicolas Pepe လည်းရှိနေပါတယ်ပြီးတော့ Palace ရဲ့ Ivan Cassan Roma ရဲ့ Ivan Antica Nottingham Forest ရဲ့ Ibrahim Sangayi Porto ရဲ့စီကို Fofana Strasbourg ရဲ့ Gila 2ရဲ့နဲ့ Monaco ရဲ့ Simon Adingra တို့လည်းရှိနေကြပါသေးတယ်နေပါဦးRB Leipzig အသင်းမှာထူးခြားတဲ့ခြေစွမ်းပြသပြီးနောက်ဥရောပထိပ်တန်းကလပ်တိုင်းကအပြိုင်ဆိုင်လိုက်လံကမ်းလှမ်းခြင်းခံနေရတဲ့တန်ဖိုးတန်တရာအထိသတ်မှတ်ခံထားရတဲ့ပါရမီရှင်ယန်ဒီယိုမန်ဒီအကြောင်းကိုတော့ကျွန်တော်တို့မပြောရသေးပါဘူး Ivory Coast ဟာတကယ့်ကိုစောင့်ကြည့်ရမယ့်ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီးသူတို့ကမ္ဘာဖလားအကြိုခြေစမ်းပွဲမှာပြင်သစ်ကိုအနိုင်ယူခဲ့ပြီးနောက်ပိုင်းလူအများကပိုပြီးအာရုံစိုက်လာခဲ့ကြတာဖြစ်ပါတယ်။ကဲအစောပိုင်းကအီကွေဒေါဟာဒီစည်ရင်းတွေကတခုတည်းသောတောင်အမေရိကအသင်းမဟုတ်ဘူးလို့ပြောခဲ့တာမှတ်မိကြအောင်ပါပါအဲ့ဒါကတော့ကိုလံဘီယာအသင်းပဲဖြစ်ပါတယ်သူတို့မှလည်းဂိုးသမားကနေစလို့တိုက်စစ်အထိကွင်းလုံးကျကျပွင့်တွေပြည့်ပါပဲသူတို့ရဲ့နံပါတ်1ဂိုးသမားကတော့အာဆင်နယ်နဲ့နာပိုလီဂိုးသမားဟောင်းဒေးဗစ်အော့စပီနာဖြစ်ပါတယ်ခန်းစစ်မှာတော့ဘာစီလိုနာနောက်ခံလူဟောင်းယာရီမီနာစပါးဗဟိုနောက်ခံလူဟောင်းဒါဗင်ဆန်ဆန်ချက်စ်ခရစ်စတယ်ပဲလစ်ရဲ့ဒန်နီယယ်မူညိုးစ်နဲ့ဘိုလော့နာရဲ့ဂျွန်လူကူမီလိုရှာတည်နေကြပါတယ်ကွင်းလယ်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ Benfica ရဲ့ Richard Rios Palace ရဲ့ Jefferson Lerma ပြီးခဲ့တဲ့ရာသီကကိုအသင်းနဲ့အတူ Premier League မှာကစားခဲ့တဲ့ John Arias နဲ့မိတ်ဆက်ပေးစရာမလိုအောင်ကိုကြော်ကြားတဲ့ကနဝင်ကစားသမား Jens Rodriguez တို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့တိုက်စစ်ပိုင်းကတော့အကောင်းဆုံးလို့ပြောရမှာပါသူတို့မှာလက်ရှိအချိန်မှာကမ္ဘာအကောင်းဆုံးတောင်ပန်ကစားသမားတွေကတဦးဖြစ်တဲ့ Luis GS ဥရောပမှာလက်ရှိအတောက်ပဆုံးတိုက်စစ်မှုကဒီထဲကတဦးဖြစ်တဲ့ Sporting Lisbon ရဲ့ Luis Suarez နဲ့ La Liga ပရိသတ်တွေချစ်ခင်လေးစားကြတဲ့ Real Betis ရဲ့ Cucho Hernandez တို့ရှိနေပါတယ်။ကိုလံဘီယာရဲ့လူစရင်းဟာဘယ်လောက်တောင်တောင့်တင်းလဲဆိုရင်ပြီးခဲ့တဲ့နှစ်ကဥရောပမှာအလို့ရှိဆုံးတိုက်စစ်မှုတွေထဲကတဦးဖြစ်ခဲ့တဲ့ဂျွန်ဒူယန်ကိုတောင်တက်တောင့်တက်တာချန်လက်ထားခဲ့နိုင်တဲ့အထိပါပဲ။ဆက်လက်ပြီးတော့ဆွီဒင်အသင်းကိုကြည့်လိုက်ရအောင်လူနီဘက်ဂျီနဲ့တီဂျန်ကူလူဆက်စကီတို့လိုကစားသမားတွေမပါဝင်နိုင်ရင်တောင်သူတို့ဟာကျဲပွင့်တွေစုံလင်လာတဲ့26ရောက်လူစရင်းကိုစုဖွဲ့နိုင်ခဲ့ပါတယ်။ဆွီဒင်အသင်းထက်ပိုပြီးကြောက်စရာကောင်းတဲ့တိုက်စစ်မှုအတွဲကိုပိုင်ဆိုင်ထားတယ်လို့ကြွားလုံးထုတ်နိုင်တဲ့နိုင်ငံဟာအလွန်နှဲပါလိမ့်မယ်။သူတို့ဟာဒီကမ္ဘာဖလားပြိုင်ပွဲကိုတကယ်ဂိုးသွင်းဆက်တွေဖြစ်ပြီးတဦးနဲ့တဦးအကောင်းဆုံးနားလည်မှုရှိကြတဲ့အလက်ဆန်နာအီဆက်နဲ့ပစ်တာဂီယိုဂီရက်စ်နာတယောက်လုံးကိုခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ဒါကအစပဲရှိပါသေးတယ်။အဲ့ဒီတိုက်စစ်ပိုင်းမှာတင်နျူကာဆယ်ရဲ့အန်တိုနီအီလန်ဂါနဲ့ဘရိုက်တန်ရဲ့ယာဆင်အာယာရီတို့လည်းရှိပါသေးတယ်။ကွင်းလယ်ပိုင်းကိုကြည့်ရင်လည်းစပါးရဲ့လူကတ်ဘဘောနဲ့ဆယ်တေရဲ့ဘင်ဂျမင်နစ်ဂရင်တို့လိုယင်းနီးပြီးသားမျက်နှာတွေကိုမြင်တွေ့ရအောင်မှာဖြစ်ပါတယ်။ခန်းစစ်ပိုင်းမှာတော့လက်စ်ရဲ့ကာဘရီယယ်ကက်မွန်ဆန်ဒေါမွန်ရဲ့ဒန်နီယယ်စပန်ဆင်အာတလန်တာရဲ့အီဆက်ဟီရန်နဲ့အက်စတွန်ဗီလာအသင်းကိုနှစ်ပေါင်း30ကြာစူဖလာလက်မဲ့ဖြစ်မှုကိုအဆုံးသတ်ပေးပြီးယူရိုပါလိဖလားရရှိအောင်ကူညီပေးခဲ့တဲ့မန်ယူဂျေပွင့်ဟောင်းဆွီဒင်ကနဝင်ပစ်တာလင်ဒီလော့တို့ရှိနေကြပါတယ်။အဲ့ဒီအုပ်စုထဲမှာတင်တကယ်ကိုကြောက်စရာကောင်းတဲ့လူစရင်းနဲ့တက်လန်းလာတဲ့ဂျပန်အသင်းလည်းရှိနေပါသေးတယ်။သူတို့ရဲ့ဂိုးသမားဇီယွန်ဆူဇူကီဟာ Serie A မှာကစားနေတာဖြစ်ပါတယ်။ပြီးတော့ခန်းစစ်မှာဘိုင်ယန်မြူးနစ်ရဲ့ဟီရိုကီအီတိုပြင်မကြသေးမီကတင် Premier League မှာကစားခဲ့ကြတဲ့ယူကီနာရီဆူကာဝါရာနဲ့တာကီဟီရိုတိုမီယာစုတို့ရှိနေကြပါတယ်။ဒါတင်မကပဲလစ်ရဲ့အာအိုတာနာကာနဲ့ခရစ်စတယ်ပဲလစ်ရဲ့ဒါအီချီကမာရာတို့လိုလက်ရှိ Premier League ကျေပွင့်တွေလည်းရှိနေပါသေးတယ်။ပြီးတော့ Premier League ချန်ပြန်ဖြစ်ခဲ့မှုတဲ့အသင်းကောင်းဆောင်ဝါရာလူအန်ဒိုလည်းပါဝင်ပါတယ်။ဒါအပြင်ဘာစီလိုနာနဲ့ Real Madrid နှစ်သင်းစလုံးရဲ့စာချုပ်ချုပ်ဆိုခြင်းကိုခံခဲ့ရမှုတဲ့အထိတော်လုံးနဲ့တာကီဖူစာကူပိုလည်းရှိပါတယ်။တတိပြုရမှာကဒီဂျပန်အသင်းဟာဒဏ်ရာကြောင့်ကာအိုရုမီတိုမာနဲ့တာကူမီမီနာမီနိုနှစ်ယောက်လုံးမပါဝင်နိုင်တဲ့အသင်းဖြစ်ပါတယ်။အသင်းရဲ့အကြီးမားဆုံးကျေပွင့်နှစ်ယောက်လုံးမပါဝင်နိုင်တာတော့မှဒီလောက်ကျေပွင့်စုံနေတဲ့လူစည်းရင်းကိုစုဖွဲ့နိုင်တာကတော့တကယ်ကိုအံ့ဩစရာပါပဲ။ဒါဟာတကယ်ကိုထူးခြားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ကဲအခုဆိုရင်တော့မိတ်ဆွေတို့ရဲ့သဘောထားကိုကြားချင်ပါတယ်ခင်ဗျာဒီနေ့ကမ္ဘာဖလားမှာလူတွေသတိမထားမိပဲကျေပွင့်တွေစုံလင်နေတဲ့တခြားဘယ်နိုင်ငံတကာအသင်းတွေရှိပါသေးလဲဒီအသင်းတွေကဘယ်အသင်းကဒီပြိုင်ပွဲမှာအဝေးဆုံးထိသွားနိုင်မလဲဆိုတာအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ကိုနှိပ်ခဲ့ပြီးကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးပါဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနိုင်ဖို့ဘယ် notification လေးကိုလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့ဥခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲ bye bye